ဆွေးနွေးလေ့လာမျက်မှောက်ရေးရာအစီအစဉ်45 episode 45ဖြစ်ပါတယ်2026ခုနှစ်ဇူလိုင်လ23ရက်နေ့မှဇူလိုင်လ28ရက်နေ့ထိကာလအတွင်းကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့တဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ American Iran စစ်ပွဲကတော့ဇူလိုင်လ24ရက်နေ့မှစပြီးအပြစ်ခတ်များရပ်စဲထားပါတယ်။ American ပြည်ထောင်စုဟာအီရန်နိုင်ငံကို73ရက်တာကာလအထိဇက်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာဂျာဝင်စေ့စပ်ဆွေးနွေးဖြန့်ဖြေသူများရဲ့ကောင်းမှုကြောင့်နှစ်ဖက်အပြစ်ခတ်များရပ်စဲလျက်ရှိပါတယ်။ကမ္ဘာဖြစ်စဉ်ဖြစ်ရပ်များမှာအကြောင်းနဲ့အကျိုးဆက်ဆက်နေတာဖြစ်တဲ့အတွက်ပုံမူကျယ်ပြန့်လာတဲ့စစ်ပွဲအရှိန်ကိုထိန်းလိုက်တဲ့အနေနဲ့အပြစ်ခတ်များရပ်စဲပြီးအခြေအနေရပ်ကိုစောင့်ကြည့်လေ့လာလျက်ရှိနေကြပါတယ်။ယူကရိန်းရုရှားစစ်မြေပြင်မှာအီရန်နိုင်ငံရဲ့ဆက်လက်နက်ပစ္စည်းများရှိနေသလိုအရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ပင်လယ်ကွေ့ဒေသနိုင်ငံများကိုလည်းယူကရိန်းနိုင်ငံကဆက်လက်နက်ပစ္စည်းများရောင်းချရန်စီမံဆောင်ရွက်လျက်ရှိပါတယ်။အလားတူအီရန်နိုင်ငံအတွင်းမှာလည်းတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ရဲ့အကူအညီများပါဝင်ပတ်သက်လာပါတယ်။စစ်ကာလတိုက်ပွဲနောက်ပိုင်းမှာ Power Vacuum လို့ခေါ်တဲ့အာဏာလစ်ဟာမှုအပိုင်းမှာIslamic fundamentalism ကိုကွန်မြူနစ်နိုင်ငံများကအသုံးချလာခဲ့တာကြာရှိနေပြီဖြစ်ပါတယ်။လူမျိုးရေးဘာသာရေးရန်ညှိုးအာဃာတများကိုနိုင်ငံရေးမှာအသုံးချပြီးလက်နက်သဖွယ်ဆောင်ရွက်နေခဲ့တာကြာပြီဖြစ်ပါတယ်။အီရန်နိုင်ငံကတော့ Hormuz ရေလက်ကြားအပြင်ပင်လယ်နီနဲ့မြေထဲပင်လယ်ကိုဆက်သွယ်ပေးထားတဲ့ဒေသများအထိပါဝင်ရောက်ပြီးတော့မှထိန်းချုပ်ရန်စီမံလာပါတယ်။ဟူသီသူပုန်များကိုအသုံးပြုပြီးပင်လယ်နီအတွင်းမှာဝင်ထွက်လျက်ရှိတဲ့ရေယာဉ်များကိုနှောက်ယှက်ဟန့်တားရန်စီစဉ်ဆောင်ရွက်လာပါတယ်။ Hormuz ရေလက်ကြားမှာစစ်ငွေစရိတ်များတန်းလျက်ရှိပြီးဝင်ထွက်ရေနံစိမ်းတင်နှင့်သဘာဝဓာတ်ငွေ့တင်ရေယာဉ်များအခက်အခဲဖြစ်နေချိန်မှာပင်လယ်နီဒေသမှတဆင့်ရေနံများတင်ပို့ရောင်းချနိုင်တဲ့နည်းလမ်းလည်းရှိနေပါတယ်။ဆော်ဒီအာရေဗျနိုင်ငံကတော့အဆိုပါလမ်းကြောင်းကိုအသုံးပြုပြီးကမ္ဘာနိုင်ငံများကိုရေနံစိမ်းများတင်ပို့ရောင်းချပေးလျက်ရှိပါတယ်။လက်ရှိအခြေအနေများအရကမ္ဘာနိုင်ငံအသီးသီးဟာဇာတိပုံညဂုဏ်မာနဆိုတဲ့အတိုင်းမိမိတို့ရဲ့ national prestige မိမိတို့ရဲ့အမျိုးသားရေးဂုဏ်သိက္ခာကိုထိပါလိုခြင်းမရှိအောင်အများပြည်သူမသိတဲ့ဆွေးနွေးညှိနှိုင်းမှုများနဲ့ဆွေးနွေးညှိနှိုင်းနေတာဆောင်ရွက်နေကြတာဖြစ်တဲ့အတွက်လူသားများအတွက်ကောင်းမွန်တဲ့အကျိုးရလဒ်များရရှိနိုင်ပါစေကြောင်းဆန္ဒပြုအပ်ပါတယ်။နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာကျင်းပလျက်ရှိတဲ့အာဆီယံအဖွဲ့ကြီးရဲ့59ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖြစ်ပါတယ်။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုအာဆီယံနဲ့ဆွေးနွေးဘက်နိုင်ငံများအာဆီယံ Regional Forum လို့ခေါ်တဲ့အဖွဲ့ဝင်နိုင်ငံများလေ့လာသူနိုင်ငံများစွာစုံလင်စွာတက်ရောက်ခဲ့ပါတယ်။အာဆီယံနိုင်ငံများအပြင်အမေရိကန်ပြည်ထောင်စုရုရှားတရုတ်EU ဩစတြေးလျအိန္ဒိယအာဖရိကသမဂ္ဂဂျပန်တောင်ကိုရီးယားနှင့်အခြားသောနိုင်ငံများစွာပါဝင်တက်ရောက်လျက်ရှိပါတယ်။အဆိုပါအစည်းအဝေးကြီးရဲ့အခြားသောသီးခြားဆွေးနွေးပွဲများ sideline လို့ခေါ်တဲ့သီးခြားဆွေးနွေးပွဲများစွာကိုလည်း bilaterally နှစ်နိုင်ငံအားဖြင့်၎င်းနှစ်နိုင်ငံထက်ပိုသောနိုင်ငံများဖြင့်၎င်းဆွေးနွေးညှိနှိုင်းခဲ့ကြတာတွေများစွာရှိခဲ့ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းမှာဖိလစ်ပိုင်ငါးဖမ်းလှေများတရုတ်ငါးဖမ်းလှေများအကြားလှော်တဲနဲ့ရိုက်ခတ်တဲ့အပြန်အလှန်ရိုက်ခတ်တဲ့ဖြစ်စဉ်လည်းတိုက်ဆိုင်ဖြစ်ပွားခဲ့ပြီးတောင်တရုတ်ပင်လယ်ကိစ္စရပ်နှင့်ဆက်လျင်းပြီးမည်သို့တွဲဆုံဆွေးနွေးရမည်တော့ဆိုတဲ့မေးခွန်းကလည်းကမ္ဘာသူကမ္ဘာသားများအတွက်ဒေသတွင်းလူသားများအတွက်စိတ်ဝင်စားဖွယ်ရာဖြစ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကတော့အာဆီယံဒေသတွင်းနိုင်ငံများမှာအာဆီယံ Power Grid လို့ခေါ်တဲ့အာဆီယံနိုင်ငံများရဲ့လျှက်စစ်သွယ်တန်းမှုကိစ္စရပ်များအတွက်အမေရိကန်ဒေါ်လာ1.5ဘီလီယံအကူအညီပေးမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။အာဆီယံနိုင်ငံများနဲ့ပူးပေါင်းဆောင်ရွက်မှုများကိုလည်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဟာတေချာတွဲဆုံဆွေးနွေးပွဲအဖြစ်နှစ်နိုင်ငံတွဲဆုံဆွေးနွေးပွဲအဖြစ်တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီရုရှားနိုင်ငံသားရေးဝန်ကြီးနဲ့ကွတ်လို့ခေါ်တဲ့နိုင်ငံသားရေးဝန်ကြီးများနဲ့လည်းတေချာတွဲဆုံဆွေးနွေးခဲ့ကြပါတယ်
စက်တင်ဘာလမှာတရုတ်သမ္မတရှီကျင်းပင်အမေရိကန်ပြည်ထောင်စုကိုအလည်ပတ်သွားရောက်မှာဖြစ်တဲ့အတွက်အဆိုပါခီးစဉ်အတွက်လိုအပ်တာများကိုလည်းဆွေးနွေးညှိနှိုင်းခဲ့ကြောင်းလေ့လာသိရှိရပါတယ်။အိန္ဒိယနိုင်ငံအတွင်းမှာဖြစ်ပွားလျက်ရှိတဲ့ကျောင်းသားများရဲ့မကျေနပ်ချက်များနဲ့ဆက်လျင်းပြီးအိန္ဒိယပညာရေးဝန်ကြီးနှုတ်ထွက်ပေးလိုက်တဲ့အတွက်ဆန္ဒပြတဲ့ကျောင်းသားများအောင်ပွဲခံလျက်ရှိပါတယ်။အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ဆောင်းမိုးပွဲမေကွန်းထုတ်တဲ့စနစ်အဖြေလွှာများစစ်ဆေးတဲ့စနစ်များကိုစနစ်တကျစုံစမ်းစစ်ဆေးပြီးတာဝန်ရှိသူများကိုထိရောက်စွာအထူးတရားရုံးဖွဲ့စည်းအရေးယူသွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ်မိုဒီကထုတ်ပြန်ကြေညာခဲ့ပါတယ်။ဇူလိုင်လ19ရက်နေ့ကစတင်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုကိုဆက်လက်ဆောင်ရွက်ဆဲဖြစ်ပြီးဇူလိုင်လ31ရက်နေ့မှာပြီးဆုံးမှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ FBI အဖွဲ့ညွှန်ကြားရေးမှူးကက်စ်ပတေးဟာထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံများသို့အလည်ပတ်လာရောက်ခဲ့ပါတယ်။ဒေသတွင်းလောင်းကစားကိစ္စရပ်များလူမှောင်ခိုကူးမှုကိစ္စရပ်များငွေကြေးခဝါချမှုကိစ္စရပ်များနဲ့ဆက်လျင်းပြီးဒေသတွင်းနိုင်ငံများအကြားလိုအပ်တဲ့လူပုဂ္ဂိုလ်များကိုဖမ်းဆီးပေးရေးအတွက်ဆွေးနွေးညှိနှိုင်းပြီးလိုအပ်တဲ့သတင်းအချက်အလက်များဆွေးနွေးခဲ့သည်ဟုလေ့လာသိရှိရပါတယ်။ဒေသအတွင်းပြန့်နှံ့လျက်ရှိတဲ့ online scam လောင်းကစားမှုမျိုးစုံအခြားသောနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုလည်းနှိမ်နင်းရန်ဒေသတွင်းနိုင်ငံများနဲ့ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရှိရပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာတော့အမေရိကန်ပြည်ထောင်စုနဲ့ဆော်ဒီအာရေဗျတို့ကြားမှာသဘောတူညီချက်တရပ်ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ငြိမ်းချမ်းသောလုပ်ငန်းချက်များအတွက်ဆော်ဒီအာရေဗျနိုင်ငံမှာနျူကလ িয়ার စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက်အမေရိကန်ပြည်ထောင်စုကအကူအညီပေးအပ်မည်ဖြစ်ပြီးဆော်ဒီအာရေဗျနိုင်ငံအနေဖြင့်အစ္စရေးနိုင်ငံတရားဝင်တည်ရှိမှုကိုအသိအမှတ်ပြုခြင်းကိစ္စရပ်များဆောင်ရွက်ရမယ်လို့လေ့လာသိရှိရပါတယ်။အဆိုပါသတင်းဆက်များရဲ့နောက်ဆက်တွဲသတင်းများကိုတော့လက်တလောရရှိသေးခြင်းမရှိပါအရှေ့လယ်ပိုင်းဒေသတွင်းမှာရှုပ်ထွေးလျက်အခြေအနေများတိမ်မွေးနက်နဲတဲ့အခြေအနေများရှိနေပါတယ်အစ္စလာမ်ဘာသာဝင်အချင်းချင်းမှာဆွန်နီဘာသာဝင်များနဲ့ရှီအိုက်ဘာသာဝင်များအကြားမကျေလည်မှုများပင်လယ်ကွေ့နိုင်ငံများကိုအီရန်နိုင်ငံကတိုက်ခိုက်နေခြင်းများဟာမတ်စ်ဟက်ဇ်ဘိုလာဟူသီစတဲ့အဖွဲ့အစည်းများအားအီရန်နိုင်ငံကအကူအညီထောက်ပံ့ပေးနေခြင်းများလက်ဘနွန်နိုင်ငံအတွင်းမှာရှိတဲ့အကြမ်းဖက်အဖွဲ့အစည်းများကိုတူရကီနိုင်ငံကလည်းသွယ်ဝိုက်သောနည်းဖြင့်ပါဝင်ဆက်ဆက်အားပေးအားမြောက်ပြုနေတာဖြစ်တဲ့အတွက်အစ္စရေးနဲ့တူရကီနိုင်ငံမကြာမီထိပ်တိုက်ရင်ဆိုင်လာပွဲရာအရေးအယောင်များတွေ့ရှိနေရပါတယ်။ရှေ့လယ်ပိုင်းနိုင်ငံများရှိခေါင်းဆောင်များအနေဖြင့်မိမိတို့ဒေသတွင်းမှာရှိတဲ့ဘာသာရေးလူမျိုးရေးနယ်မြေပိုင်ဆိုင်ခွင့်နဲ့အခြားသောမကျေလည်မှုပြဿနာရပ်များကိုအသုံးချ၍အခြားသောအင်အားကြီးနိုင်ငံများကဒေသတွင်းမှာဝင်ရောက်မွေနှောက်ဆွတ်ဖက်လာမဲ့အန္တရာယ်ကိုလည်းအထူးသတိကြီးစွာထည့်သွင်းစဉ်းစားကြရန်လိုအပ်လာပါတယ်။အချို့သောအင်အားကြီးနိုင်ငံများဟာမိမိနိုင်ငံအတွင်းမှစစ်ပွဲမဖြစ်ပွားအောင်အခြားဒေသများမှာစစ်ပွဲများမိဘွားများဖန်တီးပေးထားပြီးဂျာကန်စစ်ပွဲများဖြင့်အင်အားချိနဲ့အောင်စီမံဆောင်ရွက်လျက်ရှိနေတာကိုလည်းသတိပြုကြရမှာဖြစ်ပါတယ်။လက်တလောလေးလာသိရှိချက်များအရရုရှားတရုတ်အီရန်မြောက်ကိုရီးယားနိုင်ငံတို့ရဲ့အပြန်အလှန်အထောက်အကူပေးမှုအကူအညီပေးမှုကွန်ရက်များပုံမထင်ရှားလာပါတယ်။အလားတူနေတိုးအဖွဲ့ရဲ့ပေါင်းစည်းမှုများလည်းပြန်လည်တည်ဆောက်လာတာကိုလေ့လာတွေ့ရှိနေရပါတယ်။တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့တရုတ်နိုင်ငံကထုတ်ပြန်ကြေညာထားတဲ့ Dantes Line ကိစ္စရပ်ကလည်းဥပဒေပေါင်းအတွင်းမှာရှိတဲ့နိုင်ငံများအတွက်စိုးရိမ်စရာဖြစ်လာပါတယ်။အချို့သောကျူးကျော်ရန်စမှုများဟာဒေသအတွင်းထဲမှာရှိတဲ့နိုင်ငံများနဲ့ထိပ်တိုက်ရင်ဆိုင်လာတဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။တောင်တရုတ်ပင်လယ်တွင်းမှာကျင့်ထုံးကျင့်ဝတ် Code of Conduct ချမှတ်ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်အဆိုပါ Code of Conduct ကိုအပြန်အလှန်လေးစားလိုက်နာကြရန်အထူးလိုအပ်ပါတယ်။တစ်ဖက်သက်အင်အားသုံးဖြည့်ရှင်းမှုများဗိုလ်ကျစိုးမိုးမှုများနဲ့ဥပဒေဘောင်လွန်ဆောင်ရွက်မှုများကတော့ဒေသတွင်းမှာတည်ငြိမ်မှုများပြတ်ပြားစေနိုင်ပါတယ်။အဆိုပါကိစ္စရပ်များနဲ့ဆက်လျင်းပြီး Code of Conduct လို့ခေါ်တဲ့ကျင့်ဝတ်ကျင့်ထုံးကိုဒေသတွင်းနိုင်ငံများအလုံးအထူးထားလိုက်နာကြပါရန်တောင်းဆိုအပ်ပါတယ်။ကမ္ဘာကြီးရဲ့အခြေအနေအရပ်ရပ်ကတော့စစ်ငွေစရိတ်များတန်းနေခြင်းမတည်ငြိမ်မှုများဖြစ်ပေါ်နေခြင်းသဘာဝဘေးဒုက္ခအန္တရာယ်များရာသီဥတုပြောင်းလဲမှုနဲ့အစွန်းရောက်ရာသီဥတုဒဏ်များနေ့စဉ်
ခံစားနေကြရပါတယ်ဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံတို့မှာအပူချိန်မြင့်မားတဲ့တမ်းများမိုးကြီးမှုများမြေပြိုမှုများဆဲကျိုးပေါက်မှုများကြားသိနေရသလိုဗြိတိန်နိုင်ငံနဲ့အီတလီနိုင်ငံမှာလည်းတောမီလောင်တဲ့သတင်းများသိရှိနေရပါတယ်။နာမကျန်းဖြစ်နေတဲ့မိမိတို့ရဲ့အမိကဘာမြေကြီးမှာသဘာဝဘေးဒုက္ခအန္တရာယ်များရင်ဆိုင်နေရခြင်းအခြေအနေရရမှာပဲကဘာကြီးဟာပြန်လဲနိုးထလာအောင်ကြိုးစားရုန်းကန်နေရဆဲဖြစ်ပါတယ်။ကိုဗစ်ရောဂါရာဂတ်နောက်ပိုင်းမှာကမ္ဘာတဝန်းမှာရေကြီးမှုမြေကလင်းတန်းခံစားရမှုရာသီဥတုပြောင်းလဲမှုတန်းများအားလုံးကိုခံစားနေကြရဆဲဖြစ်ပါတယ်။ကမ္ဘာတဝန်းမှာလည်းမတည်ငြိမ်မှုနဲ့မသေးချာမရေရာမှုများတိုးတက်ပြားနေတာဖြစ်တဲ့အတွက်မိမိတို့နိုင်ငံများအလိုက်အစဉ်စဉ်အခက်အခဲများကိုရင်ဆိုင်ကျော်လွှားဖြေရှင်းရမယ့်အစီအမံများဆောင်ရွက်ထားသင့်ပါကြောင်းတင်ဆက်အပ်ပါတယ်။